ဟိမမွန်တာတောင်တန်းတို့ရဲ့အမြင့်ပေ9000လောက်မှရှိတဲ့ရေခဲကန်တစ်ခုအဲ့ဒီကံဘေးမှာလူအယိုးစုတွေထောင်နဲ့ချီပြီးပြန်ကျဲနေတယ်ဆိုရင်သင်ဘလို့ထင်မလဲတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပဟိလေးတစ်ခုပါပဲဒီနေ့ကျွန်တော်တို့လေ့လာသွားမယ့်အကြောင်းအရာကတော့နာမည်ကျော် Skeleton Lake လို့လူသိများတဲ့အယိုးစုရေကန်ကြီးအကြောင်းပဲဖြစ်ပါတယ်တိပင်ပညာကဒီနေရာရဲ့တမိုင်းကြောင်းကိုဘလို့များလုံးဝပြောင်းပြန်လမ်းပစ်ဖြစ်တယ်ဆိုတာအတူတူဝင်ရောက်ကြည့်ရှုလိုက်ကြအောင်1940ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးအပြင်းအထန်ဖြစ်ပွားနေတဲ့အချိန်ကိုခဏလောက်ပြန်သွားကြည့်ရအောင်ဗျာတော့ကြည့်ချက်ရမှု Harikishan Medwall ဟာပင်လယ်ရေမျက်နှာပြင်အထက်မီတာ9000လောက်ရှိတဲ့ရေခဲကန်လေးတစ်ခုစီရောက်မှာကံဘေးပတ်ပတ်လည်မှာပြန်ကျဲနေတဲ့လူအယိုးစုတွေကိုရွတ်တရက်တွေ့လိုက်ရတာပါအဲ့ဒီချိန်ကစစ်တွင်းကာလဆိုတော့ဂျပန်စစ်သားတွေများတိတ်တဆိတ်ခိုးရလာပြီးတေဆုံးနေတာလားဆိုပြီးသူခနူးထိတ်လန့်သွားခဲ့တာပေါ့ဒါပေမဲ့တင်ချစစ်ကြည့်လိုက်တဲ့အခါဒီအယိုးစုတွေဟာတကယ်တော့အလုံးကိုရှဲကြနေပြီဆိုတာသိလိုက်ရတာပါကဲဒီလောက်များပြားတယ်လို့တဲ့အဆူလက်အဖြုံလိုက်တေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးအစောပိုင်းတော့ယူဆကြအမျိုးမျိုးထွက်ပေါ်လာခဲ့ပါတယ်တချို့ကရှေးအောင်စစ်တပ်တခုတောင်းမဟော့မုံတောင်းမိတော့တဲ့ကုန်တဲ့အဖွဲ့ကြီးအစိုးဆုံးကတော့တေစင်နဲ့လောက်တဲ့ကူးဆက်ယောဂကြီးကြောင့်လို့ထင်ခဲ့ကြတာပေါ့စိတ်ဝင်စားစရာအကောင်းဆုံးကတော့ဒေတာကန်တဲ့ပုံမြင်တွေပါပဲအဲ့ဒီပုံမြင်တွေအရာကန်နောင်းကြီးဖြစ်နေသူ့ရဲ့ကိုဝင်ဆောင်မိဖေရတော့ဟာနာနာဒေဗီတောင်းဆောင်နတ်သမီးစီဖျားဖူးလာရင်နဲ့သူတို့ရဲ့မလျော်ကန်နဲ့ပျော်ဖွဲ့ရှင်ပွဲတွေလုပ်ခဲ့တဲ့အတွက်နတ်သမီးကအမြင့်ထပ်ပြီးအားလုံးကိုတက်ပစ်လိုက်တာလို့ဆိုကြတယ်တကယ်ကိုရေခဲနဲ့ကြောက်ဆောင်တွေကြားမှာအယိုးပေါင်းယာနဲ့ချီပြီးပြန်ကျဲနေတာပါ1950ပြည့်လို့နေတွေမှာအယိုးပေတာပညာရှင်တွေကတဲချလေးလိုက်ကြည့်တဲ့အခါဥခေါင်းခွင်နဲ့ပခုံးရိုးတွေမှာမကျက်သေးတဲ့အယိုးကျိုးတန်ရာတွေကိုသွားတွေ့ခဲ့ရပါတယ်ဒီတန်ရာတွေကအပေါ်ကားနဲ့ကျလာတဲ့လုံဝန်းတဲ့ရာဝတ္ထုတွေကြောင့်ဖြစ်တဲ့ဆိုတာတွေ့ရတော့ဒေတာခံပုံပင်တွေကလိုပဲအေယာမှာမိုးတိမုန်တိုင်းကြီးတစ်ခုကြောင့်အားလုံးတပြန်နဲ့အထက်ခံလိုက်ရတာဆိုပြီးအတိပြုတယ်လို့ဖြစ်သွားခဲ့ပါတယ်ဇလန်ကဒီမှာတင်ပြီးသွားပြီလို့ထင်ကြရပါပဲနော်အဖိုင်းတီ DNA ဆိုင်ရာအစလန်အလက်အပြောင်းဒါပေမဲ့2019ခုနှစ်ရောက်တော့ Harvard တက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်ကအရင်ကတည်ထားသမျှသမိုင်းကိုလုံးဝပြောင်းပြန်လမ်းပြလိုက်ပါတယ်ခင်မီရေဒီယိုကာဗွန်တက်တန်တိုင်နာနီပညာကိုသုံးပြီးတေချာစစ်လိုက်တဲ့အခါမှာထင်မှတ်ထားတာဖြေတစ်ခုထွက်လာပါတယ်အဲ့ဒါကတော့ဒီလူတွေဟာမိုးတိမုန်တိုင်းကြီးတစ်ခုတည်းကြောင့်တစ်ချိန်တည်းတည်ဆုံးခဲ့ကြတာမဟုတ်ဘူးဆိုတာပါပဲတကယ်တော့သူတို့ဟာမတူညီတဲ့အချိန်ကာလတွေမှာတိချစီရောက်လာပြီးတည်ဆုံးခဲ့ကြတာဖြစ်နေပါတယ်ဒီပင်ပညာရှင်တွေကအယောစုထုံးစစ်ရှိခုရဲ့ DNA ကိုခွဲခြမ်းစစ်ပြခဲ့ရမှာတကယ်ကိုအန်အော့စရာကောင်းလောက်အောင်ဖြိုးရုပ်ဗီဇခွဲပြမှုတွေကိုတွေ့ခဲ့ရပါတယ်ဒီယောစုတွေကိုအထူးကအုပ်စုကြီး3စုခွဲခြားလို့ရသွားပါတယ်အယောစု23ခုကတောင်အာရှသားတွေဖြစ်ပြီး14ခုကအရှေ့မြေတွေဖြစ်တဲ့ဒေသကဖြစ်နေပါတယ်အဖွဲကောင်းတာကဂျန်တဲ့တစ်ခုကတော့အရှေ့တောင်အာရှဒေသကဖြစ်နေတာပါပဲစဉ်းစားကြည့်ပါဗျာအင်မတန်ဝဲလံခေါင်ပြတဲ့ဟင်းမွန်လာတောင်ပေါ်မှာဒီလိုကွဲပြားတဲ့မျိုးရိုးတွေဘယ်လိုလို့စုဝေးနေကြတယ်လဲဆိုတာတကယ်ကိုဗဟေလိပါပဲပိုပြီးအန်တော်စရာကောင်းတာကဒီအုပ်စုတွေတည်ဆုံးခဲ့တဲ့ချိန်ကာလဟာ2000လောက်တောင်ကွာနေတာပါ Roof 9A လို့သတ်မှတ်ထားတဲ့တောင်အာရှအုပ်စုကခရစ်နစ်900ကနေ900ကြားမှာတည်ဆုံးခဲ့ကြပြီးမြေထဲပင်လယ်နဲ့အရှေ့တောင်အာရှအုပ်စုတွေဖြစ်တဲ့ Roof 9B နဲ့ C တို့ကတော့ခရစ်နစ်1600ကနေ1900ကြားကလာရောက်မှာတည်ဆုံးခဲ့ကြတာပါလုံးဝကိုတီချာစီဖြစ်နေတဲ့ဖြစ်ပျက်တွေပါပဲအသက်အကြီးဆုံးအုပ်စုဖြစ်တဲ့ Rukhan A ဟာ900စုကနေ1000စုအတွင်းကတောင်အာရှဒေသကဖျားဖူးတွေဖြစ်ဖို့များပါလေဒီရေကန်ဟာအဓိကဂုံတွေရေးလမ်းကြောင်းပေါ်မှာမရှိပေမဲ့ယနေ့တိုင်အောင်12နှစ်တစ်ကြိမ်ကျင်းပလေရှိတဲ့ Nanda Devi Raj Jet ဖျားဖူးခလီးစဉ်လမ်းကြောင်းပေါ်မှာအတိအကျရှိနေပါလေဒါကြောင့်ဒီအုပ်စုဟာဖျားဖူးသွားရင်တဘာဝဖေးအံ့တဲ့တစ်ခုခုကြောင့်တည်ဆုံးခဲ့ကြတာလို့ယူဆရပါတယ်ဒါဆိုရင်နောက်ထပ်ရောက်လာတဲ့သူစိမ်းတွေကတော့ဘယ်သူတွေများဖြစ်မလဲအပိုင်းနဲ့မြေထဲပင်လဲပဟီလီဒီ DNA လေးလာမှုတစ်ခုလုံးမအရှုပ်ထွေးဆုံးတွေးလေခေါင်းခဲလေဖြစ်ရတဲ့ပဟီလီကတော့မြေထဲပင်လဲဒေသကလူတွေဒီနေရာကိုရောက်လာတဲ့အချက်ပါပဲစဉ်းစားကြည့်လေ19ရာစုတုန်းကမြေထဲပင်လဲအရှေ့ပိုင်းကရွှေပြောင်းနေချိုင်သူတွေဟာဘာကြောင့်ဒီလောက်ဝေးလံခေါင်းဖျက်တဲ့ဟိမဝန္တာရေခန့်စီကိုရောက်လာရတာလဲဒါဟာယနေ့ထက်တိုင်အဖေရှာမရသေးတဲ့မိကွန်ကြီးဖြစ်နေပါပြီရူကွန်ဘီအုပ်စုစီကရတဲ့သူ့ပါနေကြတဲ့လွန်စာတွေကိုတီချပြန်စစ်ကြည့်အောင်သူတို့ဟာလက်ရှိ green နဲ့ crete ဒီတာတွေကမျိုးရိုးပြီးစားပဲဖြစ်နေပါတယ်သူတို့ရဲ့စားသုံးမှုပုံစံကိုကြည့်ရလဲပင်လယ်စာမဟုတ်ပဲကုန်းတွင်းမဲ့အစားအစာတွေကိုအဓိကစားသုံးခဲ့ကြတယ်လေပါထူးခြားတာကသူတို့ဟာဆွေမျိုးမတော်ဆက်တဲ့အမျိုးသားအမျိုးသမီးတွေစုဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပြီး Ottoman ခေတ်တွေမှာအချိန်နဲ့တပြိုင်နက်တည်းတည်ဆုံးခဲ့ကြတာဖြစ်ပါတယ်ဟိန္ဒူဖျားဖူးခရစ်စင်တခုမှအရှိမြေတွေပင်လယ်ဒေသကလူစုလူဝေးကြီးလာရောက်ပါဝင်နေဆိုတာဟာလုံးဝကိုဖြစ်နိုင်ခဲ့တဲ့ယူတီမတန်တဲ့ကိစ္စရဲ့တခုပါပဲဒီဘဟဲလီကိုပိုးပြီးနည်းနည်းတွားစေတာကတော့ Rubicon Sea လို့သတ်မှတ်ထားတဲ့တူဒီတော့အရှိတောင်အာရှမျိုးရိုးဗီဇပိုင်ရှင်ပါသူကလည်းမြေထဲပင်လယ်အုပ်စုနဲ့အချိန်ကာလတူညီစွာတည်ဆုံးခဲ့တာပါဒီတယောက်တည်းသောခီးသွားဟာဘာကြောင့်ဒီဖွဲ့နဲ့သူပါလာလဲဒါမှမဟုတ်တိချရောက်လာပြီးတိုက်ဆိုင်စွာတည်ဆုံးခဲ့တာလားဆိုတာကလည်းလူခွက်ချက်တစ်ခုဖြစ်ချင်နေသေးပါပဲအပိုင်းတော့ချင်းချောက်ခံနေရတော့အမေရနိ
ရှေးဟောင်းပဟီလီဒီအကြောင်းကနေကျွန်တော်တို့ခေတ်သစ်ကာလကိုပြန်လက်ကြည့်ရရင်အလွန်တန်မိုးရှိတဲ့ဒီရှေးဟောင်းသူတေတနာနေမြေဟာအခုခါမှာအကြီးအကျယ်ချင်းချောင်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။စီကမ်းမဲ့ခီးသွားတွေတောင်တက်သမားတွေကြောင့်နေရာဟာအတော်လေးပြည့်စည်နေပါပြီ။ပိုဆိုတာကလာရောက်လည်ပတ်သူတွေဟာဒီရိုးစုတွေကိုအမတ်တရပစ္စည်းအဖြစ်အင်ကိုယူဆောင်သွားကြတာပါပဲ။ဒီလိုတေချာစနစ်တကျထိန်းသိမ်းမှုမရှိဘူးဆိုရင်အနာဂတ်တဲ့ပြန်ပညာရှင်တွေအတွက်နောက်ထပ်ရှာဖွေတွေ့ရှိနိုင်မယ့်အခွင့်အရေးတွေတဖြည်းဖြည်းဆုံးရှုံးသွားမှာသိကြပါတယ်။ဒါကြောင့်ဒီစီစဉ်ကိုမဆုံးခင်တွေးဆရာမဲခွန်လေးတစ်ခုထားခဲ့ခြင်းပါတယ်။အကယ်၍ Skeleton Lake ရဲ့ဒေတာမိုးမဖြတ်လိုက်တဲ့ရုပ်ကျွန်းတွေဟာခီးသွားတွေရဲ့ကြောပိုးအိတ်ထဲအကုန်ပါသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့တမိုင်းရဲ့ဘလောက်များပြားတဲ့ရှေးအောင်လွတ်ဝစ်ချက်တွေဟာသာဝရအပြောက်ကွယ်သွားအောင်မလဲ။ကျွန်တော်တို့ရဲ့ဒိတ်တမိုင်းတွေဟာတကယ်တမ်းကျတော့ဘလောက်တောင်ပြက်စီးလွယ်နေသလဲဆိုတာကိုအားလုံးပဲဆက်လက်စဉ်းစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်